ကမ္ဘာလူဦးရေအထူထပ်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။အစ္စလာမ်ဘာသာအကြောင်းကိုတချင်းဂီတတွေကနေတဆင့်လူတွေအကြားပြန့်နှံ့အောင်မိန်းကလေးဂီတအဖွဲ့တစ်ဖွဲ့ကတော့မျှော်လင့်ကြိုးစားနေကြပါတယ်။ခေါင်းဆောင်ပေါ်ဝှစ်ဆင်ကြတဲ့ဒီဂီတအဖွဲ့အကြောင်းရိုက်တာသတင်းတစ်ပုဒ်ကိုအခြေခံပြီးတော့နန်းလောင်ကတင်ပြပါမယ်ရှင်။ Sesuatu yang salah jika cinta datang tiba-tiba memang tak pernah အင်ဒိုနီးရှားနိုင်ငံထဲကမိန်းကလေးဂီတအဖွဲ့တစ်ခုကသူတို့ရဲ့တခြင်းတွေကနေအစ္စလာမ်ဘာသာအကြောင်းဝေမျှဖို့မျှော်လင့်နေကြပါတယ်။ Nora လို့ခေါ်တဲ့ဒီအဖွဲ့ကလောလောဆယ် Sinta Sakli Saja တခါပဲချစ်လို့အဓိပ္ပာယ်ရတဲ့တခြင်းတစ်ပုဒ်ထုတ်လိုက်ပါတယ်။သူတို့ရဲ့တခြင်းဂီတနဲ့အနာဂတ်မှာနိုင်ငံတကာဈေးကွက်ကိုဝင်နိုင်အောင်လဲမျှော်လင့်ထားတယ်လို့ Nora ဂီတအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Salsa ကအခုလိုပြောပါတယ် There are so many opportunity for us in the future like not also in Middle East but maybe in another country we like to share our အနာဂတ်မှာကျမတို့အတွက်အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။အရှိအလယ်ပိုင်းဒေသတစ်ခုတည်းမှာမဟုတ်ပါဘူး။တခြားနိုင်ငံတွေကလည်းကျမတို့ရဲ့ဂီတကိုမျှဝေနေကြတာပါ။ဘာလို့လဲဆိုရင်တော့ကျမတို့ရဲ့ဂီတကနေပြီးတော့အပေါင်းလက္ခဏာဆောင်တဲ့အစ္စလာမ်ဘာသာနဲ့ဆိုင်တဲ့စကားလုံးတွေထည့်ပြီးတော့ဖန်တီးထားလို့လေ။ Laila, Nina နဲ့ Yusili တို့ကတော့သူတို့ရဲ့ဂီတကြောင့်မွတ်စလင်အမျိုးသမီးတွေအပေါ်လူတွေရဲ့အမြင်ကောင်းတွေရလာဖို့မျှော်လင့်နေကြပါတယ်။သူတို့၄ယောက်စလုံးမွတ်စလင်အမျိုးသမီးတွေဝတ်ဆင်ရတဲ့ hijab လို့ခေါ်တဲ့ခေါင်းစည်းပဝါတွေဝတ်ဆင်ထားကြပါတယ်။အစ္စလာမ်အမျိုးသမီးတွေရဲ့ခေါင်းဆောင်ပဝါတွေဟာသူတို့ကိုလူမှုဝန်ကျင်ကနေနောက်တန်းကြံရင်အောင်မလုပ်နိုင်ဘူးဆိုတာပြသချင်တယ်လို့ဆာဆာကပြောပါတယ်။ I mean like hijab doesn't cover our personality doesn't cover hijab ကကျမတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေဖန်တီးနိုင်တဲ့အရေးချင်းတွေကိုဖုံးကွယ်မထားနိုင်ပါဘူးရှင်။တကယ်တော့ hijab ကကျမတို့ရဲ့ခေါင်းပိုင်းကိုသာဖုံးထားတာဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကိုဖုံးကွယ်ထားတာမဟုတ်ပါဘူး။အခြေခံကတော့ဒါပါပဲနော်။ကောင်းမီးခြုံထားတဲ့အမျိုးသမီးတူတရက်ရှိနေတယ်ဆိုတာကဘာကြီးကိုသူတို့အဖွဲ့ကပြသနိုင်ဖို့မျှော်လင့်တယ်လို့ဂျကာတာကတချို့အမျိုးသမီးတွေကပြောပါရယ်မွတ်စလင်အမျိုးသမီးတယောက်ဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံသူအာယူခိုမာလာကတော့တချင်းဂီတကိုခန်းစားရင်းဘာသာရေးကိုလေးလေးလာသိယူစေချင်တယ်လို့ခုလိုပြောပါရယ် agama kan enggak hanya harus dari kitab mengaji atau ဘာသာရေးကိုလေ့လာတယ်ဆိုတာကိုရန်ကျမ်းစာကိုဖတ်ယုံဗလီသွားယုံလောက်မဟုတ်ပါဘူးတခြားနည်းတွေဖြစ်တဲ့ဂီတကိုလည်းအသုံးပြုနိုင်ပါတယ်ဒါကြောင့်နားဆင်သူတွေကဂီတကိုခန်းစားရင်းအစ္စလာမ်ဘာသာကိုလည်းလေ့လာနိုင်မယ်လေအစ္စလာမ်ဘာသာရဲ့အခြေခံချက်တွေကိုတချင်းကတဆင့်လေ့လာတာပေါ့ရှင်အင်ဒိုနီးရှားဟာကမ္ဘာပေါ်မှာလူဦးရေအထူထပ်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ပေါ်ဝါဝတ်တဲ့မိန်းကလေးဂီတအဖွဲ့ကတော့တိတ်မရှိပါဘူး။ဘာသာရေးဆိုင်ရာတချင်းဂီတတွေအများပြားရှိပေမဲ့လည်း heavy metal ဂီတ pop ဂီတတွေကတော့အင်ဒိုနီးရှားနိုင်ငံအတွင်းပိုပြီးရေပန်းစားတာဖြစ်ပါတယ်ရှင်။